ကဲဟုတ်ပြီဗျဆိုတော့ကျွန်တော်တို့ကအခုဒီ title block မှာဇာတ်ကွက်လေးဆွဲပြီးသွားပြီရေးရမယ့် title လေးတွေထည့်ပြီးသွားပြီဆိုလို့ရှိရင်ဒီကောင် block ဖွဲ့ကြမယ်ဗျเนาะအဲ့ဒီ block ကလည်းကျွန်တော်တင်ထားတဲ့သင်ခန်းစာလေးထဲမှာပါမယ်မပေါ့ထင်တယ်เนาะမပါတော့ဘူးအဲ့တော့ဒီကောင်လေးကိုကျွန်တော်တို့က block ဖွဲ့မယ်တဲ့ဘာကြောင့် block ဖွဲ့လဲဆိုတော့ကိုဆွဲထားတဲ့ object တွေကိုတစုတစည်းတည်းဖြစ်စေချင်တယ်ဆိုလို့ရှိရင် block ဖွဲ့ရတယ်ဗျဒါပေမဲ့ဒီနေရာမှာတစ်ခုရှိတာကဟိုတစုတစည်းတည်းဖြစ်စေချင်တယ်ဆိုလို့ရှိရင် block လည်းဖွဲ့လို့ရတယ်ကျွန်တော် group လည်းဖွဲ့လို့ရသေးတယ်ဒါပေမဲ့ဆိုပါစို့ project ထဲမှာထပ်ခါပါတဲ့အရာတွေကိုလည်းကျွန်တော်တို့က block ဖွဲ့ပေးတင်တယ်ဆိုတော့ကိုကလိုအပ်လာလို့ title block ကြီးကိုပြင်ဖို့လိုလာတယ်ကိုကဗျာဒီ title မဟုတ်တော့ဘဲနဲ့တခြား title ပြောင်းမယ်ဒီ line လေးမဟုတ်တော့ဘဲနဲ့နည်းနည်းဇာတ်ကွက်ကိုချဲ့မယ်ကျင်းမယ်ဆိုလို့ရှိရင် layout တစ်ခုချင်းစီမှာရှိတဲ့ title block တွေကိုပြန်ပြင်နေဖို့တစ်ခုချင်းစီပြန်ပြင်နေဖို့ကအဆင်မပြေဘူးဗျဒါကြောင့်မို့လို့ကျွန်တော်တို့က project ထဲမှာထပ်ခါပါတဲ့ဒီ title block လေးကိုကျွန်တော် block ဖွဲ့ပြီးတော့မှပြတ်သုံးပေးတင်တယ်ဆိုတော့ block ရဲ့ shortcut ကတော့ b under ပေါ့နော် block block ရဲ့ shortcut ကတော့ b under အဲ့တော့ block ကို block ဖွဲ့ဟို title block ကို block ဖွဲ့တဲ့နေရာမှာလဲ title block လေးရာလေး set current တင်ထားမယ်ဗျနော် b under တော့ block definition box ကြလာပြီဆိုလို့ရှိရင်တော့เนาะဒါကျွန်တော်သိပြီးသားဖြစ်မှာပါကျွန်တော်၄ခုလောက်ရမယ်နာမည်ကိုတော့ကျွန်တော် title block လို့ပဲပေးလိုက်မယ်ဗျ title block for A3 ပေါ့နော် title block for A3 လို့ထားလိုက်မယ် title block for A3 pick point ရဲ့ဘယ်ဘက်မှာဆိုရင် pick insertion base point ရှိရယ် pick point ကောက်တဲ့နေရာဒီဘယ်ဘက်အောက်တောင်းမှာပဲကောက်တဲ့နေဗျအပေါ်တွေအလဲတွေဟိုးပဝတ္တနီတွေမှာတွားကောက်လို့မသိဘူးဘယ်ဘက်အောက်တောင်းမှာပဲ pick point ကောက်ပေးတဲ့နေဘယ်ဘက်အောက်တောင်းမှာ pick point ကောက်တယ် select object block ဖွဲ့မဲ့ object select မှတ်တဲ့ under ခောက်တယ် allow exploring ကိုအမှန်ချစ်တယ် okay ဒါဆိုရင်ကျွန်တော်တို့ title block လေးကတစုတစည်းတည်းဖြစ်သွားပြီဒီနေရာမှာတခုပြောစရာရှိတာကအခုကျွန်တော်ကအဲ့ဒီတစုတစည်းတည်းဖြစ်အောင်လုပ်တဲ့နေရာမှာထည့်တဲ့စာတွေဒီ title ပဲဖြစ်ရမယ်အပြောင်းလဲဖြစ်မဲ့စာတွေထည့်လို့မရအောင်အပြောင်းလဲဖြစ်တဲ့စာတွေထည့်လိုက်လို့ကတော့ကျွန်တော်ခုနပြောသလိုဒီ layout တစ်ခုမှာပြင်လို့ရှိရင်ကျန်တဲ့ layout တွေမှာပါလိုက်ပြီးတော့ပြင်သွားမှာဒီ title တွေကကြတော့ဒီ layout တစ်ခုချင်းစီမှာလည်းဟိုအပြောင်းလဲမရှိတာဖြစ်တဲ့အတွက်ပုံတွေပဲသွားမှာဆိုတော့လေကျွန်တော်တို့ကအပြောင်းလဲဖြစ်မဲ့စာတွေကို block တွေထည့်ပြီးဖွဲ့ရအောင်အပြောင်းတော့ဒီကောင် block ဖယ်ပြီးသွားပြီ layout ကိုနာမည်ချင်းအောင် layout ပေါ်မှာ right click rename နာမည်ကိုကြတော့နာမည်ကိုကြတော့ TB လို့ထားလိုက်မယ်ဗျနော် TB ဆိုတာ title block ရဲ့အတူခောက်ဒီထိတစ်ချက်လုပ်ကြည့်မလားနော်ဒီထိတစ်ချက်လုပ်ကြည့်လိုက်ပါဒါပြီးလို့ရှိရင်တော့ကျွန်တော်တို့နောက်ဆုံးဒီ template file နေနဲ့စေ့တာပဲကျန်တော့မယ်ဗျ
ကဲเนาะကျွန်တော်တို့ဒီထိပြီးပြီဆိုလို့ရှိရင်တော့နောက်ဆုံးဒီ file လေးဆေးတဲ့အပိုင်းကိုသွားရအောင်ဗျကျွန်တော်နောက်ဘက်ကြလို့ရှိရင်တော့ဒီကျွန်တော်ပေးထားတဲ့ plan drawing file လေးထဲမှာ title block လေးခေါ်သွင်းရမယ်ဗျเนาะအခုဒီ title block file လေးကို template file အနေနဲ့စေမယ် control s control ဖိပြီးတော့ s เนาะ control s file name ကတော့ဒါကျွန်တော်တို့ပုံမှန်စေရလူတွေသိမှာပါเนาะ file name မှာဆိုလို့ရှိရင်တော့ကိုထားခြင်းတဲ့နာမည်လေးထားtitle block template လို့ကျွန်တော်နာမည်ထားလိုက်မယ်ဗျ title block template နာမည်ကတော့ A3 ပေါ့เนาะ title block template A3 file name ဒီ title block template A3 file of type အရေးကြီးတာဒီနေရာဒီနေရာမှာကျွန်တော်တို့ပြောင်းပေးရတော့မယ်အခု drawing file ကို title block အနေနဲ့ template အနေနဲ့စိတ်မှာဖြစ်တဲ့အတွက် file of type ဆိုတဲ့နေရာမှာ AutoCAD drawing template ကိုရွေးထားပေးရမယ် file of type မှာ AutoCAD drawing template format ကတော့ .dwd ပေါ့နော် document ထဲမှာကျွန်တော်စေမယ် file name ကိုတော့ကိုစေမဲ့ file name ကြောင်းကိုလည်းရွေးအောင်နော်ဒီနေရာမှာ file name ကြောင်းမရွေးလို့ရှိရင် AutoCAD ရဲ့template file location ကိုကြာသွားလိမ့်မယ်ဗျ file name ကြောင်းပေါ့နော်ကိုက desktop ပေါ်မှာစေမှာလား document ထဲမှာစေမှာလား file name ကြောင်းတစ်ခုကိုရွေးပြီးရင် file name လေးထည့် A3 title block template เนาะအဆင်ပြေတဲ့နာမည်ပေးပါအဓိကကိုကဒီနာမည်ကိုကြည့်လိုက်တာနဲ့ဒါဒီဘာအတွက်ရှင်ညွှန်းနေဆိုတာသိလို့ရှိရင်ရပြီဗျ file type မှာ AutoCAD drawing template file name ကြောင်းရွေးတယ် file နာမည်လေးပြီးတယ်ပြီးရင် file ကိုဆေးလို့ရပြီဗျ file ဆေးတဲ့အခါမှာ description ပေးအောင်မလားဆိုပြီးတော့တောင်းတယ်เนาะကျွန်တော် description ပေးကြမလို့ဗျပြီးရင် okay ကိုပဲတန်းသွားလိုက်မယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအခုဆွဲထားတဲ့ file လေးကိုเนาะtemplate file အနေနဲ့ save ပြီးသွားပြီ template file အနေနဲ့ save တဲ့အခါမှာနောက်ထပ် drawing file တွေမှာအသင့်ပြန်ခေါ်သုံးလိုက်ရုံပဲဗျเนาะကဲဒါပြီးလို့ရှိရင်တော့ဒီ file လေးကကျွန်တော်ပိတ်ချင်ပိတ်လို့ရပြီဗျเนาะဒီနေ့တော့ကျွန်တော်တို့ဒီလောက်ပါပဲ okay